အားလုံးပဲမင်္ဂလာပါရှင်းထက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီ Gamma AI ကိုအသုံးပြုပြီးတော့ဒီ presentation slides တွေပေါ့နော်ကျွန်တော်ကြောင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်အသုံးပြုရဲဒီ presentation slides တွေကိုအမြန်ဆုံးဘယ်လိုမျိုးထုတ်ရမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပြသွားမှာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ presentation slide တွေလုပ်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့ဒီအထက်ကအကြောင်းအရာတွေရောပြီးလို့ရှိရင်အနောက်က design ဘာညာပေါ့နော်ဒါတွေအချိန်အများကြီးပေးပြီးတော့ကျွန်တော်လုပ်ရတယ်ပေါ့ဒါပေမဲ့ဒီ Gamma AI ကိုသုံးပြီးရဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်အချိန်ကုန်တာလည်းသက်သာမယ်ပြီးတော့ဒီအကြောင်းအရာတွေအကုန်လုံးကိုလည်းသူကဒီ prompt လေးတစ်ချောင်းရိုက်ပေးလိုက်တာနဲ့အကုန်လုံးရှာပြီးတော့သူပြန်ပြီးတော့ထည့်ပေးသွားမှာပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာကဒီ Gamma AI ဆိုတာဘာလဲသူ့မှာဘယ်လို features တွေပါမလဲပြီးလို့ရှိရင်သူ့ရဲ့သုံးနည်းအပြည့်အစုံပေါ့နော်အထက်မှာဘယ်လိုမျိုးသုံးရမလဲဆိုတာကိုကျွန်တော်က tutorial video လေးလုပ်ပေးထားပါတယ်ဆိုတော့အဆုံးထိကြည့်လိုက်အောင် Okay ဆိုတော့ကျွန်တော် Gamma AI စသုံးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ computer တွေက browser တစ်ခုခုသွားပြီးတော့ဗောနော်Gamma AI ဆိုပြီးတော့ကျွန်တော်ထည့်ရိုက်ပေးလိုက်ပါမယ်ဆိုတော့ဒီမှာပါသူ gamma.app ပေါ့နော်ဒီဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဆိုရင်ဒီလိုမျိုးလေးတွေ့ရမှာပေါ့နော်သူအထဲဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်ဘက်ထောင်းလေးကကျွန်တော်ဒီ step for free ဆိုတာလေးတစ်ချက်နှိပ်ပေးရမှာပေါ့နော် Okay ကျွန်တော်ဒီအထဲရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့Gmail တစ်ကောင်ထည့်ပေးဖို့လိုပါတယ်သူကအရင်ဆုံး account စဖွင့်ရမှာပေါ့နော်သူက Gmail account တစ်ကောင်ထည့်ပေးလိုက်ပါမယ်ကျွန်တော် Gmail ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒါမျိုးလေးပေါ်မယ်ပေါ့နော်ဒီမှာတော့သူက survey ကောက်တဲ့သဘောမျိုးပဲဘယ်လိုပုံစံမျိုးနဲ့သုံးဖို့စဉ်းစားထားလဲဆိုတာကျွန်တော်ရွေးရမှာပေါ့နော်ဒါတော့အရင်အရေးမကြီးကိုကြိုက်တဲ့ဟာကောက်ရွေးလိုက်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် personal use ရွေးမယ်ပြီးလို့ရှိရင်ဒါကိုယ့်ရဲ့ role ကဘာဆိုလဲဆိုရင် creator ပေါ့နော်ပြီးတော့ဒီမှာကအဖွဲမှာဘယ်နှယောက်ရှိလဲပေါ့ဆိုတစ်ယောက်ထဲပေါ့နော်အဲ့တော့ဘယ်ကကြားခဲ့လဲဆိုရင်တခုရွေးပေးလိုက်ပေါ့နော် TikTok ရွေးလိုက် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီသူ့ရဲ့သုံးလို့ရမယ်အသုံးပြုလို့ရမယ်နေရာတွေရောက်သွားပြီပေါ့နော်ဒီမှာရှိတဲ့ဟာကကြတော့ဒီမှာ generate ရှိမယ်paste in text ရှိမယ်ပြီး create from template ရှိမယ်ပြီး import file or URL ရှိမယ်ဒီနေ့လုပ်ပြသွားမှာကြတော့ဒီ generate ပေါ့နော် generate ကကြတော့ဘယ်လိုမျိုးလဲဆိုတော့သူကဒီ prompt ရေးပေးတာနဲ့ presentation slides တန်းထုတ်ပေးမှာပေါ့နော်ဒီ prompt ကိုဘက်ကနေပြီးတော့ prompt ရေးပေးဖို့ပဲလိုရပေါ့ဒီမှာဒီဘက်က3ခုကိုကျွန်တော်ရှင်းပြပါမယ်ဒီ paste in text ကတော့ဘာလဲဆိုလို့ရှိရင်ဒီမှာရှိပြီးသားပေါ့နော်ကျွန်တော်တို့စီမှာဒီရှိပြီးသား text တွေဒီ outline တွေပေါ့ဒါတွေကိုပြန်ပြီးတော့ထည့်လို့ရပါပေါ့နော်ကိုမှမရှိပြီးသားဆိုလို့ရှိရင်ဒီ template ကကြတော့သူကဒီသူ့ရဲ့အသင်းလုပ်ထားတဲ့ပုံစံမျိုးရှိမှာပေါ့နော်အသင်းလုပ်ထားတဲ့ပုံစံကိုမှကျွန်တော်တို့ကသူတို့ရဲ့ structure ကိုပြန်ယူမယ်ပေါ့နော်သူ layout တွေကိုပြန်ယူပြီးတော့ကျွန်တော်ထည့်ချင်တဲ့ဟာတွေပြန်ပြီးတော့ထည့်ပြီးလို့ရပါတယ်ဒီဘက်ထောင်ဆုံးကကောင်လေးကကြတော့သူကကိုယ့်စီမှာရှိပြီးသား file ဒါမှမဟုတ်ဒီ website တခြား website တစ်ခုခုကနေပြီးတော့ယူလာတဲ့အချက်အလက်တွေကိုကျွန်တော်ဒီထဲပြန်ထည့်ပြီးတော့presentation slide ပြန်ထုတ်လို့ရပါပေါ့နော်အခုကတော့ကျွန်တော်ဒီ generate လုပ်မယ်ပေါ့နော် generate မှာဆိုလို့ရှိရင်သူကဒီအောက်မှာဒီနားလေးမှာဆိုလို့ရှိရင်သူက presentation ရှိရယ် web page ရှိရယ်document ရှိရယ် social ရှိရယ်ပြီး graphic ရှိရယ်ပေါ့နော်ကျွန်တော်ကဒီ presentation လုပ်မယ်ပေါ့နော်ပြီးဒီမှာကသူကတ်ယူလို့ရတယ်ကတ်ကဒီတကတ်ကနေပြီးတော့85ကတ်တိရှိရယ်ဒါပေမဲ့ကျွန်တော် free ရတဲ့ဟာက10ကတ်အထိပဲပေါ့နော်10ကတ်အထိကိုကျွန်တော် free ပေးထားတယ်ကျန်တဲ့ဟာကျတော့သူက Plex တို့ Pro တို့ Ultra တို့ဝယ်ရမှာပေါ့နော်ဆိုတော့ကျွန်တော်10ကတ်ထုတ်ကြည့်ပါပဲပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ design မဟုတ်ရွေးလို့ရပါတော့ဒါပေမဲ့ကျွန်တော်တို့ classic နဲ့ပဲရပါဘူးဆိုတော့ Pro မရှိဘူးပေါ့နော် free version ဆိုတော့ပြီးတော့ဒီမှာက ratio ရွေးလို့ရမယ်ကျွန်တော် default ပဲထားပေးလိုက်မယ်ဒီဘက်မှာ language ပေါ့နော်ဒီမှာကတော့ prompt box ဖြစ်ပါတယ် prompt box ကတော့ကျွန်တော်ထုံးစံအတိုင်းဘာကိုကျွန်တော်တို့က presentation လုပ်မလဲဆိုတာကိုprompt ရေးပေးရမှာပေါ့နော်prompt ပေါ်မူတည်ပြီးတော့သူထွက်လာမယ့် result ကကွာခြားမှာဖြစ်ပါတယ်အောက်မှာဆိုလို့ရှိရင်တော့သူကဒီ prompt ကိုဥပမာလေးနဲ့ပေးထားပါတော့။ဘာမျိုးလေးရိုက်ပဲဆိုတာဒါတော့ဒီ prompt ကတော့ကိုယ့်အကိုထည့်ရေးပေးပါမယ်။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်က prompt ကိုမြန်မာလိုပဲထည့်ပေးထားရပါတော့။ဒီမှာဆိုရင်ကျွန်တော်တို့အခု AI ရဲ့အနာဂတ်ပေါ့နော်။ကျွန်တော်အကြောင်းအရာ
ကျွန်တော် topic တစ်ခုပေးထားတယ်topic မှာကျတော့ AI ရဲ့အနာဂတ်ဖြစ်တယ်ပြီးလို့ရှိရင်အောက်က section တွေမှာဘာတွေပါမလဲဆိုရင်နံပါတ်1အနေနဲ့ဒါ AI ကယနေ့မှာဘယ်လောက်ထိရောက်နေပြီလဲဘယ်အဆင့်ထိရောက်နေပြီလဲပေါ့နော်ပြီးတော့ဒီမှာက AI development ရဲ့လက်ရှိအခြေအနေဖြစ်မယ်ပြီးလို့ရှိရင်နောက်10နှစ်9နှစ်10နှစ်တွင်မှာ AI ဘယ်လိုပြောင်းလဲမလဲဆိုတာပါမယ်ပြီးတော့ AI ကဒီလုပ်ငန်းခွင့်ပညာရေးကျန်းမာရေးကဏ္ဍတွေကိုဘယ်လိုအကျိုးသက်ရောက်စေမလဲဆိုတာပါမယ်ပြီးရင် AGI ဆိုတာဘာလဲဘယ်တော့ရောက်လာနိုင်မလဲပြီးရင်ဒီစိန်ခေါ်မှုတွေနဲ့ NDA တွေရှိမယ်ပြီးရင်ဒီ ethics နဲ့ regulation ဆိုင်ရာဆွေးနွေးချက်တွေရှိမယ်ပြီးဒီကုံချုပ်အနေနဲ့ဒီ AI နဲ့လူသားတွေကဘယ်လိုမျိုးပြင်ဆင်ထားတင်လဲဆိုတာကို presentation လုပ်မယ်ပေါ့နော်ဒီအောက်ဆုံးမှာကျတော့သူထုတ်မဲ့ style ပုံစံကကျွန်တော်တစ်ခါထည့်ပေးထားပါတော့။ modern ဖြစ်မယ် professional ဖြစ်မယ်ပြီးရင်ဒီ tech theme ဖြစ်တဲ့ဟာမျိုးပေါ့ဒါတော့ကျွန်တော် design ပုံစံမျိုးကို design ဘယ်လိုပုံစံမျိုးထုတ်မလဲဆိုတော့ကျွန်တော်ထည့်ရေးပေးထားဖြစ်ပါတယ်။ Okay ဒီအောက်မှာဆိုလို့ရှိရင်သူကဒီ edit prompt ဆိုတာလေးရှိရပါတော့။ဒီ prompt ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ် edit prompt edit prompt ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီအထဲမှာဘာတွေတွေးရမလဲဆိုလို့ရှိရင်ဒီအပေါ်3ခုလေးကျွန်တော်ရှင်းပြပေးပါမယ်ဒီမှာ generate ရှိမယ် generate ကကျွန်တော်ဒီအခုထုတ်မဲ့ဟာပဲပေါ့နော်ပြီးဒီ content ဆိုတာကျတော့သူကအတူချုပ်ပေးလိုက်မှာကျွန်တော်တို့ထည့်ပေးထားတဲ့ဟာကိုအရှိမရေးတော့ပေါ့နော်အတူချုပ်ပြီးတော့ထည့်ပေးလိုက်မယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် preserve ရှိမယ်ပေါ့နော် preserve ကကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကပုံမှန်ဒီ generate လုပ်မယ်ကျွန်တော်ဒီမှာ generate လုပ်မယ်ဆိုလို့ရှိရင်သူက AI ကသူအဆင်ပြေသူတို့ပြန်ပြီးတော့ပြောင်းပေးလိုက်မှာပေါ့နော်ကျွန်တော်ကဒီခေါင်းစဉ်တွေ session တွေလောက်ပဲပေးထားဒါပေမဲ့သူဟိုထည့်ချင်တာထည့်မယ်ပေါ့ဒါပေမဲ့ဒီ preserve မှာကျတော့သူကဒီအတူတူပေါ့နော်ဒီကျွန်တော်ထည့်ထားတဲ့အတိုင်းတသွေးမတိန်ပြန်ပြီးတော့ထုတ်ပေးမှာဖြစ်ပါတယ်ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ text တွေဘယ်လိုမျိုးပုံစံဖြစ်မလဲဆိုတာပေါ့နော်ဒါရွေးလို့ရပါတယ်ပြီးလို့ရှိရင်ဒီအောက်မှာကျတော့ဘယ်သူတွေအတွက်ရေးတာလဲပေါ့ဒါကိုထည့်ပေးထားပါတယ်သူပေါ်တာပေါ့နော်ကျွန်တော်ထည့်ပေးထားမှာမဟုတ်ဒီမှာဆိုလို့ရှိရင် tone ကကြတော့သူကဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတော့ပေါ့နော် style ပဲပြောရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာတော့ language ဖြစ်ပါတယ် language က US ဆိုရင်မှကျွန်တော်ကဒီမှာကမြန်မာလိုရေးထားဆိုတော့မြန်မာလိုပဲထွက်ဖို့များပါတယ်ပြီးဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုမျိုး theme နဲ့ထုတ်မလဲဆိုတာကိုကျွန်တော်ရွေးလို့ရပါတယ်လောလောဆယ်တော့ကျွန်တော်ဒီမှာ default ပါတဲ့ဟာပဲကျွန်တော်ရွေးထားလိုက်ပါနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့art style တွေပေါ့နော် since ပုံစံမျိုးရှိမယ်ပြီးတော့ဓာတ်ပုံတွေနဲ့ထုတ်တာရှိမယ်တခြားဟိုကာတွန်းပုံစံလေးနဲ့လည်းထုတ်လို့ရတယ်ကျွန်တော်ကတော့ဒီပထမဆုံးဟာပဲရွေးထားလိုက်ပါနော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ10ကတ်ထုတ်မယ်ကျွန်တော်ဒီမှာသူပေးထားတဲ့ credits ကကျတော့400ရှိပါတယ်ကျွန်တော်ထုတ်လိုက်လို့ရှိရင်ဘယ်လောက်ကုန်မလဲဆိုတော့ကျွန်တော်ထုတ်ပြီးမှတစ်ချက်ပြန်ကြည့်ရပါတော့နော်လောလောဆယ်ကျွန်တော် generate လုပ်လိုက်ပါတော့မယ်ဒါဆိုလို့ရှိရင်သူဟာဒီ AI ကိုအသုံးပြုပြီးတော့ရေးပေးသွားပြီပေါ့နော်ပုံနဲ့စာနဲ့တွဲပြီးပါမယ်ပေါ့ခုနကကျွန်တော်ထည့်ပေးထားတဲ့ဒီခေါင်းစဉ်ဒီ topics တွေပြီးလို့ရှိရင်အောက်က session တွေအတိုင်းသူကဒီ relate ဖြစ်တဲ့ဟာကိုပြန်ပြီးတော့ရေးပေးမှာပေါ့နော်ဘေးနားမှာဆိုကြည့်လို့ရပါကျွန်တော်6ခုထိပြီးသွားပြီပါOkay ဒါဆိုပြီးပါပြီအဲ့မှာတစ်ချက်ကြည့်လိုက်အောင်ဘာပါမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် cut တွေပါပေါ့နော် cut တွေကကျတော့သူ10 cut ထိထုတ်ထားပါပြီးလို့ရှိရင်ဒီ cut တစ်ခုချင်းစီတိုင်းကပြန်ပြင်လို့ရတယ်ကိုကတကယ်လို့ဒီမှာပြန်စစ်ကြည့်လို့စာလုံးပေါင်းမှားနေတာမျိုးပြီးတော့ကိုမကြိုက်တဲ့စာလုံးပါတာမျိုးတွေစာချောင်းပါတာမျိုးတွေဆိုကိုကပြန်ပြီးတော့ပြင်ပြီးတော့ edit လုပ်ပေးလို့ရပါတယ်Okay let's go ဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်အောင်ခုနကရေးထားတဲ့ဒီ topic အတိုင်းပဲသူ AI ရဲ့အနာဂတ်ပေါ့နော်အောက်မှာဆိုရင်မြန်မာစာကျွန်တော်ပြောထားတဲ့အတိုင်းမြန်မာစာနဲ့ပဲပြန်ထွက်တယ်ပေါ့နော်ဘယ်လောက်တရားမှုရှိနေပြီလဲနောက်10နှစ်အတွင်းဘာပြောင်းလဲလာမလဲဒါမျိုးတွေပါပဲပေါ့နော်ပုံလေးပါမယ်သူပုံသူအဆင်ပြေပုံလေးထည့်ပေးပါပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာစာနဲ့နောက်က design တွေပါသူစက္ကန့်ပိုင်းလေးပဲဘယ်လောက်မှမကြောက်ဘူးပေါ့နော်သူအကုန်လုံးပေးသွားပြီဗျတကယ်လို့ကိုကဒီပုံအချင်းအကျယ်မျိုးတွေဒီမှာပြန်ပြီးပြောင်းလို့ရတယ်ပုံပြန်ပြင်မယ်ဆိုလို့ရှိရင်ဒီနာပုံလေးကိုတစ်ချက်ထောက်ပေးလိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာ zoom
ချဲ့တာတွေပါလုပ်ပြီးလို့ရပါတယ်ကျွန်တော်ဒီမှာပုံကိုထောက်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီအပေါ်မှာဘားတန်းလေးပေါ်မယ်ပေါ့နော်ဒါကသူပုံနဲ့သက်ဆိုင်တဲ့ဒီ edit လုပ်တဲ့ဟာမျိုးတွေပြီးလို့ရှိရင်ဒီ AI ကိုသုံးပြီးတော့ edit ပြန်လုပ်တဲ့ဟာပုံ edit ပြန်ပြောင်းလို့ရပေါ့နော် prompt ပြန်ထည့်ပြန်ပြောင်းလို့ရတယ်ပြီးလို့ရှိရင် focus point တွေပြန်ပြောင်းလို့ရတယ်image ကိုပြန်ပြီးတော့ချိန်လို့ရတာမျိုးတွေရှိပါတယ်ဆိုရှင်ဒီမှာ session ခုနကကျွန်တော်ထည့်ပေးထား session တွေအတိုင်းသူပြန်ထည့်ပေးထားရပေါ့နော် okay ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ presentation လုပ်နေတဲ့လိုမျိုးကျွန်တော် present လုပ်လို့ရတယ်ပေါ့နော်တစ်ချက်နှိပ်ကြည့်လိုက်ပါမယ်ဒါဆိုရှင်သူက full screen ဖြစ်သွားပြီပေါ့နော် full screen မှာမှကျွန်တော်ဒီ arrow key လေးနဲ့slide တစ်ခုချင်းစီပြန်ပြောင်းလို့ရတယ်ပေါ့နော်ဒါဆိုဒီလိုမျိုးပေါ့နော်ကျွန်တော်ဒီကနေစမယ်လိုမျိုးလေးဖြစ်ပါတယ်တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်တို့ပုံမှန်အရင်လုံးနေချအတိုင်းဒီ PowerPoint မှာသွားပြီးတော့ show ရှက်ဒီလုံးဆရာမလို့တော့ဘူး design တွေပါကိုယ့်အကိုဆွဲစရာမလိုတော့ပုံတွေလည်းကိုယ့်အကိုထည့်စရာမလိုတော့ဘူးပြီးရင်သူအကြောင်းအရာတွေအကုန်လုံးလည်းသူရှာပြီးတော့ထည့်ပေးသွားပါတော့ okay အားလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ exit ပေါ့နော်ပြန်ထွက်လိုက်ပါokay အားလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကို export ထုတ်ရမယ်ပေါ့နော်သွား save ရမယ်ဆိုလို့ရှိရင်ဒီအပေါ်နားလေးမှာတော့ share ဆိုတာလေးရှိပါတယ် share ဆိုတာလေးမှာနှိပ်ကြည့်လိုက်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ဒီ share ရဲ့အောက်က export ဆိုတာလေးရှိတယ်ဗျ export မှာကသူက export type တွေပါရှိလဲဆိုတော့ကျွန်တော် PDF အနေနဲ့ထုတ်လို့ရတယ် PowerPoint ထုတ်လို့ရတယ် Google Slides နဲ့ထုတ်လို့ရတယ်ပြီးလို့ရှိရင်ဒီ PNG file နေနဲ့ထုတ်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နမူနာ PowerPoint နဲ့ထုတ်ပြမယ်ပေါ့နော် export လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ export လုပ်နေပါပြီ PowerPoint ဒီအောက်မှာဆိုလို့ရှိရင်တော့သူပြောတာဒီ export လုပ်တဲ့အချိန်ကြလို့ရှိရင်ဒီ make with gamma ဆိုတာလေးပါမယ်ပေါ့နော်တကယ်လို့မပါစေချင်ဘူးဆိုလို့ရှိရင်သူကဒီ upgrade လုပ်ပေးရပါမယ် okay ဒီမှာ export ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာလေးပေါ့နော်ဒီ file ရဲ့နေရာကိုကျွန်တော်ဒီကနေကြည့်ပြီးလို့ရှိရင်တစ်ချက်ဖွင့်ပေးလိုက်ပါဆိုတော့ဒီမှာ PowerPoint မှာဒီလိုလာပြမှာဖြစ်ပါတယ်ဒါကိုယ့်ရဲ့ set ထဲကိုရောက်သွားပြီပေါ့နော် download ဆွဲပြီးသွားပါပြီဒါလေးလုပ်အပြီးမှာပေါ့နော်ကျွန်တော်ဘယ်လောက် credit ဘယ်လောက်ကျန်မလဲဆိုတော့ကျွန်တော်ဒီမှာကြည့်လို့ရပါတယ်352 credit ကျန်ပေါ့နော်ကျွန်တော်အစရှိတာက credit 400ရှိပါတယ်ကျွန်တော်ဒါဆိုလို့ရှိရင်ဒီ slide 10ကတ်စာကိုကျွန်တော်က48 credit ကုန်တယ်ပေါ့နော် credit 48ခုကုန်ပါတယ်ဒါမဆိုးပါဘူးအများကြီးထပ်ထုတ်လို့ရပါသေးတယ်352 credit ဆိုတာကြောင့်လေOkay ဒီနေ့မှာတော့ကျွန်တော်ကဒီ Gamma AI ကိုအသုံးပြုပြီးတော့ဗောနော်ဒီ presentation slide တွေအလွယ်ကူဆုံးထုတ်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းဒီဗီဒီယိုလေးကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ် channel လေးကိုလည်းကျွန်တော် like and subscribe ပြီးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်